football သမိုင်းမှာအကောင်းဆုံး coach တွေအများကြီးရှိခဲ့ပါတယ် Sir Alex Ferguson, Jose Mourinho ပြီးတော့ Carlo Ancelotti ဒါပေမဲ့ football ကစားပုံတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တဲ့လူတစ်ယောက်ကိုပြရမယ်ဆိုရင် Pep Guardiola ဆိုတဲ့ genius ကိုကြော်ဖြတ်လို့မရပါဘူးဘာစီလိုနာနီးပြဖြစ်ပြီးနောက်တစ်နေ့မှာတဲ့အသင်းရဲ့အကြီးမားဆုံးကျေပွင့်ရိုနယ်ဒင်ဟိုဟာကျွန်တော်ရဲ့အစီအစဉ်ထဲမှာမပါဘူးလို့တစ်စက္ကန့်တောင်မတွေးပဲပြောခဲ့တဲ့နီးပြကောကတ်ထားတယ်လို့တစ်ချက်ချင်းပြဖို့ကစားတဲ့ဒီကီတာကာကိုဘောလုံးဆိုတာကန်တင်ပြေးတဲ့အားကစားတစ်ခုမဟုတ်ပဲအမှုပညာတစ်ခုလိုဖြစ်နိုင်တယ်ဆိုတာကဘာကိုပြသခဲ့တဲ့နီးပြဘာစီလိုနာနဲ့ဘိုင်ယန်မြူနစ်တို့လိုအင်အားကြီးအသင်းတွေကိုကင်တွယ်ပြီးအောင်မြင်လုပ်ဖို့ဆိုတာလွယ်လွန်းတယ်တကယ်အစွမ်းရှိရင်ပရီးမီးယားလိဂ်မှာတက်တည်ပြပါဆိုတဲ့စိန်ခေါ်မှုတွေကိုအကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတဲ့နီးပြရောက်လျာအသင်းမှာ legend တွေနဲ့ superstar တွေကြီးမွေးထုတ်ပေးပြီးနောက်ဆုံးဘောလုံးလားမိသားစုလားလို့ဆုံးဖြတ်ရမယ့်အချိန်မှာတော့ဘောလုံးအပေါ်ထားတဲ့သူ့ရဲ့ယူသွမှုတစ်ခုတည်းအတွက်အင်္ဂလန်ပြည်မှာအထီးကျန်စွာပဲဖြတ်တန်းဖို့ရွေးချယ်ခဲ့တဲ့နီးပြဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုဒီပါဒီနေ့ဗီဒီယိုလေးမှာတော့ success is no accident ဆိုတဲ့ Josep Pep Guardiola စာလာအကြောင်းကိုပဲတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ Guardiola ကို1982ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာစပိန်နိုင်ငံကာတာလိုနီးယားဒေသမှာမွေးဖွားခဲ့ပါတယ်ငယ်စဉ်ကတည်းကဘောလုံးကိုအရန်ချစ်ခဲ့သူဖြစ်ပြီးအသက်73နှစ်အရွယ်မှာတော့ဘာစီလိုနာအကယ်ဒမီဖြစ်တဲ့လာမာစီယာကိုဝင်ခွင့်ရခဲ့ပါတယ်အဲ့ဒီအချိန်မှာသူဟာအသင်းထဲမှာအမြင့်ဆုံးကစားသမားလည်းမဟုတ်ခဲ့သလိုအင်အားအကြီးဆုံးကစားသမားလည်းမဟုတ်ခဲ့ပါဘူးဒါပေမဲ့သူ့မှာတခြားသူတွေထက်ထူးခြားတဲ့အရာတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဘောလုံးပွဲကိုကောင်းကောင်းနားလည်နိုင်စွမ်းပဲဖြစ်ပါတယ်1990အစပိုင်းမှာဘာစီလိုနာကို Sean Cruyff ဆိုတဲ့ legendary coach ကကင်တွယ်နေပါတယ် Cruyff ဟာ football ကိုအနိုင်ရဖို့တည်းမဟုတ်ပဲလလပပကစားရမယ်လို့ယုံကြည်ထားသူလည်းဖြစ်ပါတယ် ball position quick passing တွေ movement ဒီ philosophy တွေကို Guardiola ငယ်စဉ်ကတည်းကသူ့ဆရာ Cruyff နဲ့နားလည်သင်ယူခဲ့ပါတယ် Pep ဟာဘာစီလိုနာအတွက်နှစ်ပေါင်းများစွာကစားခဲ့ပါတယ်လာလီဂါတိုက်တယ်များစွာ European Cup အောင်မြင်မှုများစွာရရှိခဲ့ပါတယ်2008ခုနှစ်ဇွန်လ18ရက်နေ့မှာဘာစီလိုနာအသင်းရဲ့နီးပြတဲ့အဖြစ်စတင်မိတ်ဆက်တဲ့ပထမဆုံးနေ့မှာအသက်38နှစ်အရွယ် Pep Guardiola ဟာလူတိုင်းမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုကိုကြေညာလိုက်ပါတယ်အဲ့ဒါကတော့ကျွန်တော်အစီအစဉ်မှာရိုနယ်ဒင်ဟိုမပါပါဘူးသူသာမရှိရင်ကျွန်တော်တို့ဒီထက်ပိုကောင်းလာပါလိမ့်မယ်လို့ယုံကြည်ပြောချလိုက်ပါတယ်ကပအကောင်ဆုံးကစားသမားကြီးကိုပထမဆုံးနေ့မှာရရဆက်ဆက်မောင်းထုတ်ပစ်ခဲ့တဲ့ဒီဆုံးဖြတ်ချက်နောက်ွယ်မှာအမှန်ကန်လူဝက်ချက်တစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကတော့အသက်22နှစ်အရွယ်ပါရမီရှင်လီယိုနယ်မက်ဆီကိုအမြဲပါတီဖြစ်နေတဲ့ပတ်ဝန်းကျင်တွေကနေကာကွယ်ပေးခြင်းခဲ့တာပါပဲဒီတော်လန်ရေးဟာအလုပ်ဖြစ်ခဲ့ပါတယ်ဘောလုံးကိုကွန်နက်ကတ်ထားသလိုပေးပုတ်ကစားတဲ့တီကီတာကနီးစနစ်နဲ့အတူဘာစီလိုနာဟာကပအကောင်ဆုံးအသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်2010မှာမော်ရင်ဟိုရဲ့ Real Madrid ကို9 ဂိုးပြတ်နဲ့အရှက်ခွဲခဲ့တယ်လို့2011 Champions League ဘောလုံးပွဲမှာလည်းဆရာ Alex Ferguson ရဲ့ Manchester United ကိုကွင်းထဲမှာဘာမှမလုပ်နိုင်အောင်ပညာပြခဲ့ပါတယ် Ferguson ကိုယ်တိုင်ကငါဘဝမှာရင်ဆိုင်ခဲ့ရသမျှတွေမှာအကောင်းဆုံးအသင်းပဲလို့ဝန်ခံခဲ့ရတဲ့အထိ Pep ဟာဥရောပရဲ့ဘရင်တဆူဖြစ်လာခဲ့ပါတယ်ဒါပေမဲ့လည်းဒီအောင်မြင်မှုတွေရဲ့နောက်ွယ်မှာကြီးမားတဲ့ပြည့်စုံမှုတွေလည်းရှိနေခဲ့ပါတယ် Pep ဟာအောင်မြင်မှုအတွက်24နာရီပတ်လုံးဘောလုံးကလွယ်လို့ဘာမှမတွေးတဲ့ genius ကြီးပါ၄နှစ်အတွင်းမှာဖလား14လုံးအထိတိမ့်ပိုက်ပေးခဲ့ပြီးတဲ့နောက်ရန်သူတွေရဲ့စိတ်တစားစစ်ပွဲတွေကြားမှာ Pep ဟာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါလုံးဝကုန်ခန်းသွားခဲ့ပါတယ်ကျွန်တော်လုံးဝကုန်ခန်းသွားပါပြီအနားယူဖို့လူအပ်နေပါပြီလို့ပြောပြီး2012မှာသူချစ်တဲ့ဘာစီလိုနာအသင်းကြီးကိုစွန့်ခွာပြီးဘောလုံးလောကနဲ့ဝေးရနယူးယောက်မြို့မှာတနစ်တီတီဖုံးတွေပိတ်ပြီးလျှို့ဝှက်စွာ
သွားရောက်အနားယူခဲ့ရပါတယ်နယူးယောက်မှာနားနေတဲ့အချိန်ချယ်ဆီနဲ့မန်စီးတီးတို့ကပိုက်ဆံအပုံလိုက်ပေးပြီးကန်လန်ခဲ့ပေမဲ့ပက်ကတော့ငင်းပယ်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူဟာပိုက်ဆံထက်ဘောလုံးအတွေးရခေါ်နဲ့သမိုင်းကြောင်းကိုပိုတန်ဖိုးထားလို့ပါပဲအဲ့ဒါကြောင့်စီကန်စနစ်ပြီးပြည့်စုံပြီးအဆင့်အလာကြီးမားတဲ့ဂျာမနီကဘိုင်ယန်မြူနစ်အသင်းကြီးကိုသူ့ရဲ့နောက်ထပ်စိန်ခေါ်မှုအသစ်အဖြစ်ရဲရဲဝံ့ဝံ့ရွေးချယ်ခဲ့ပါတယ်ပက်ဂွာဒီယိုလာဆိုတာနိုင်ပွဲတွေအတွက်တင်ကစားတာမဟုတ်ပဲဘောလုံးလောကကြီးကိုပူပြီးလာပဆန်တက်လာဖို့ဖန်တီးနေတဲ့အမှုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်2013ခုနှစ်နယူးယောက်မြို့မှာတနစ်တာအထီးကျန်စွာအနားယူပြီးတဲ့နောက်ပက်ဖာဂျာမနီကဘိုင်ယန်မြူနစ်အသင်းစီကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့ဂျာမန်ပြည်မှာသူ့ကိုကြိုးစိုးနေတာဘန်ဂင်လန်မဟုတ်ခဲ့ပါဘူးသူကအစင်သစ်ဖြစ်ပြီးသားအသင်းကြီးတွေကိုပဲရွေးကိုင်းတယ်ဂျာမနီမှာဖလားရတာအလကားပဲဆိုတဲ့ကဲရက်တန်တွေကိုသူ့အနောက်ကိုအရေးလိုလိုက်နေခဲ့ပါတယ်ဒါပေမဲ့ပက်ဖာအောင်မြင်မှုတက်တက်အတွက်လာခဲ့တာမဟုတ်ပါဘူးတောင်းတင်းခိုင်မာပြီးစိတ်ရုပ်လိုကစားတတ်ကြတဲ့ဂျာမန်ဘောလုံးလောကကိုသူ့ရဲ့တီကီတာကအမှုပညာနဲ့တော်လန်ပစ်ချင်ခဲ့တာပါသူဟာကပအကောင်ဆုံးနောက်ခံလူဖိလစ်လမ်ကိုကွင်းလေလူအဖြစ်ဇွတ်ပြောင်းလဲပစ်ခဲ့တယ်လို့လူငယ်လေးဂျိုရှူအာဗယ်ဒါကီမစ်ကိုလည်းမွေးထုတ်ပေးခဲ့ပါတယ်သူရှိခဲ့တဲ့3နှစ်အတွင်းမှာဂျာမန်လိဂ်ဖလားတွေကိုစံချိန်တင်ရယူပြီးတင်ပိုက်ပြခဲ့ပါတယ်ဒါပေမဲ့ပြည်စုံမှုရဲ့အနောက်မှာအမောင်တုဆိုတာလည်းရှိနေစားမြေပါဘိုင်ယန်မြူနစ်မှာသူဘလောက်ပဲလိဂ်ဖလားတွေရချန်ပီယံလိဂ်ဖလားကြီးကိုတော့ဂျာမနီမြေစီယူမလာပေးနိုင်လို့သူ့ရဲ့ကစားကွက်ကဂျာမနီမှာကြာရှုံသွားပြီလို့ဝေဖန်သူတွေကဇက်တိုက်ခိုက်ကြပြန်ပါတယ်3နှစ်တာအတွင်းလိဂ်ဖလား9လုံးရပေမဲ့ချန်ပီယံလိဂ်ဖလားမရခဲ့တဲ့ပက်ဟာဂျာမန်မီဒီယာတွေရဲ့ဖိအားပြည့်စုံမှုကိုအယူအမှုလိုချင်တဲ့စိတ်ဒဏ်ရာတွေကြောင့်ပက်ပြက်စိတ်ဝိညာဉ်ဂျာမနီမှာထပ်မံကုန်ခန်းလူနီးပါးဖြစ်ခဲ့ရပါတယ်သူရဲ့နီးစနစ်ကိုကမ္ဘာတန်တရားဝင်နေကြတဲ့အချိန်2016ခုနှစ်မှာတော့ကမ္ဘာအကျန်းဆုံးနဲ့အခက်အခဲဆုံးလို့ပြောကြတဲ့အင်္ဂလန်ပရီးမီးယားလိဂ်ကမန်ချက်စတာစီးတီးအသင်းကြီးကိုလာခဲ့ဖို့စိန်ခေါ်တဲ့တွေနဲ့အတူကြိုဆိုလိုက်ပါတော့တယ်2016ခုနှစ်ပရီးမီးယားလိဂ်ကိုပက်ရောက်လာတဲ့ပထမဆုံးနှစ်မှာပဲသူဟာအင်္ဂလန်မြေရဲ့ချန်တန်တဲ့တန်ကိုစတင်ခံစားခဲ့ရပါတယ်သူ့ဘဝမှာတစ်ခါမှမကြုံဘူးတဲ့ဖလားလက်မဲ့ရာသီကိုပထမဆုံးအချိန်ရင်ဆိုင်လာရတာပဲဖြစ်ပါတယ်ပက်ပါသူရောက်ချင်းမန်စီးတီးရဲ့ကန်နဝင်ကိုသမားဂျိုဟက်ကိုအသင်းအားထုတ်ပြီးခြေထောက်သုံးကစားတတ်တဲ့ကလောက်ဒီယိုဘရာဗိုကိုအစားထိုးခဲ့ပါတယ်ဒါပေမဲ့ဘရာဗိုကအဲ့ဒီရာသီမှာအမားတွေကြီးစတိုက်လုပ်ပြီးကန်သမျှဂိုးဝင်နေတဲ့အတွက်ဆရာကြီးတွေကမိုက်မဲတဲ့ဆုံးဖြတ်ချက်အင်္ဂလန်ဘောလုံးလောကကိုအထင်သေးပြီးဆရာကြီးလာလို့တာဆိုပြီးဝေဖန်ခဲ့ကြတယ်လို့ဒါဂျာမနီမဟုတ်တယ်လို့စပိန်လည်းမဟုတ်ဘူးမင်းရဲ့အမှုပညာကစားကွက်တွေဒီမြေမှာအလုံးမဖြစ်ဘူးဆိုပြီးတော့လည်းအချိန်ချင်းဝေဖန်ခဲ့ရပါသေးတယ်ဒါပေမဲ့ကဘာကြီးကပက်ဂွာဒီယိုလာဆိုတဲ့လူယူကြီးအကြောင်းကိုမေ့နေကြကြပါတယ်ဒုတိယနှစ်မှာတဲ့ပက်ပါပရီးမီးယားလိဂ်တမိုင်းမှာဘယ်အသင်းမှမလုပ်ဘူးတဲ့ရမက်100စံချိန်နဲ့အတူအင်္ဂလန်မြေကိုလူထောက်စေခဲ့ပါတယ်ပြီးတော့၄နှစ်ဇက်တိုက်ပရီးမီးယားလိဂ်ဖလားကိုတင်ပိုက်ပြပြီးမန်စီးတီးကိုအင်္ဂလန်ရဲ့မင်းသားကြီးအဖြစ်ဇွတ်ပုံဖော်ပစ်ခဲ့ပါတယ်ဝေဖန်သူတွေအားလုံးပါဇက်ပိတ်သွားရတဲ့အထိ triple ယူပြီးတော့ပါတက်တည်ပြခဲ့တာပါဒါပေမဲ့ဒီဘရင်တစ်ပါးရဲ့ထီးနှံနောက်ကွယ်မှာဘယ်သူမှမသိတဲ့ပိစက်မှုကြီးလည်းရှိခဲ့ပါတယ်။ဝင်းထဲမှာသူအောင်မြင်နေတဲ့အချိန်ဘောလုံးလားမိသားစုလားလို့ဆုံးဖြတ်ရမယ့်ခိုင်အတန့်မျိုးကြုံလာခဲ့ပါတယ်။ဒါပေမဲ့ပက်ကတော့ဘောလုံးအပေါ်ထားတဲ့သူ့ရဲ့ယူတူမှုကိုပဲရွေးချယ်ခဲ့ပါတယ်။ပက်ဂွာဒီယိုလာဆိုတာရိုးရိုးနီးပြတယောက်မဟုတ်ပါဘူး။သူဟာစူပလာတွေထက်ဘောလုံးလောကကြီးကိုပိုပြီးလာပစံတက်လာဖို့မိသားစုစိတ်ချမ်းသာမှုနဲ့မိမိကိုယ်ပါပူဇော်ပတ်သက်ခဲ့တဲ့တမိုင်းဝင်အထီးကျန်အမှုပညာရှင်ကြီးတယောက်ပဲဖြစ်ပါတော့တယ်ဒီဗီဒီယိုလေးရနဲ့ကျွန်တော်ပေးချင်တဲ့ message ကတော့တစ်ခုတည်းပါပဲအခုဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာပက်ဂွာဒီယိုလာလိုမျိုးမိမိဝါသနာပါတဲ့အရာတစ်ခုပေါ်မှာယူယူမူမူနဲ့အားသွန်ခွန်စိုက်စူးစမ်းနေတဲ့သူတွေရှိလာဗျရှိနေရင်မတုံလို့ပါနဲ့ဟိုယုံကြည်တဲ့လမ်းကြောင်းအတိုင်းမှန်မှန်ကန်ကန်သာဆက်ပြီးရှောက်ပါလို့ပြောချင်ပါတယ်တကယ်လို့အဲ့ဒီလိုယူသွေးရမယ့်အရာတွေကိုရှာမတွေ့သေးဘူးဆိုရင်လည်းအမြန်ဆုံးရှာဖွေတွေ့ရှိပါစေလို့ဆုတောင်းပေးပါတယ်ဒီဗီဒီယိုလေးရနဲ့ဘဟုတုတတစုံတရာရရှိခဲ့တဲ့ဆိုရင်တော့ page ကို like and follow လေးလုပ်ပေးထားပါဦး YouTube မှာကြည့်ရှုနေတဲ့ဆိုရင်လည်း subscribe လေးလုပ်ခဲ့ပေးပါဦး
အားလုံးပဲကိုယုံကြည်တဲ့လမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေရရှိနိုင်ကြပါစေလို့ဆုတောင်းရင်ဒီဗီဒီယိုလေးကိုဒီနားမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲတာယာသောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေဗျာ